မော်လမြိုင်မြို့မှာပီဇာရတာကောင်းတဲ့ဆိုင်ရှာနေကြလားခင်ဗျာကျွန်တော်ဒီနေ့ဆိုင်တွေ့ထားပါတယ်ခေါ်တော့ပေးပါမယ်မငဲတာအောင်မင်္ဂလာပါကျွန်တော်ကတော့ပူပူဖြစ်ပါတယ်ဒီနေ့ကတော့မော်လမြိုင်ရောက်တုံးလေးပီဇာစားချင်တာလို့အင်မော်ဒယ်ပီဇာဆိုင်ရောက်ရှိနေပါတယ်ခင်ဗျာဆိုင်ထဲမှာဘာပီဇာမျိုးစားရရမလဲတခြားပါတယ်ထက်ရအောင်မလဲဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်အောင်လိပ်စာလေးကတော့ဖခင်လာမကြီးခင်မန်းနီးမှာပဲဆိုတော့တွားရလာရဆင်မိပါတယ်ဆိုင်ထဲဝင်သွားတာနဲ့ဆိုင်လေးကတသက်ရဲ့ရှိပြီးတော့ဒီမှာပီဇာလာစားရင်းနဲ့ ACC သိလို့ရရနော်ဒီဆိုင်မှာကတော့ပီဇာပြီးတခြားပစတာတို့ချက်ကြော်တို့ဘာကာတို့ဟော့တော့တို့အလူချောင်းကြော်တို့မီနူးစုံစုံလေးရှိရလဲသိရပါတယ်ကျွန်တော်ကတော့စားချင်တာလေးတွေစားဖို့မီနူးတေချာရွေးလိုက်အောင်မယ်မာထားလေးမရခင်မှာဆိုင်ထဲပတ်ပြီးတော့ဆက်စုကြည့်လိုက်အောင်မယ်ဒီမှာစားအုပ်တွေရောရုပ်တွေရောထားထားဆိုတော့စားအုပ်ကိုလည်းယူဖက်ကြည့်လို့ရတယ်အယုတ်နဲ့လည်းပုံရိပ်လို့ရတယ်ကဲမာထားလေးရပြီဆိုတော့ဒါလေးကစပါဂက်တီရဲ့ဒါကတော့ပစတာရဲ့လုံးလေးကတော့ pot macaroni ရဲ့ဒါလေးကတော့အရင်စားချင်နေတဲ့ပီဇာပဲဖြစ်ပါတယ်ဘယ်တီတစ်ခွက်လဲပါပါတယ်အရင်ဆုံးစားပြတ်မှာတော့ပီဇာပဲဖြစ်ပါတယ်ပီဇာမစားတော့ကြာသွားပြီခုမှပဲစားရတော့ချားပီဇာရတာတော်တော်များစားဖူးတယ်ပေါ့နော်ဒီရတာနဲ့ပီဇာတခါမစားဘူးဒါ first time ပါဒီပီဇာကတော့တင်ကအသားလို့ခေါ်တာပေါ့နော်ဘာလေးအဲ့ဒါကိုမှပီကွန်နဲ့ဆိုတော့သူ့ရဲ့ရတာဘယ်လိုဖြစ်မလဲဆိုတော့စားကြည့်လိုက်အောင်မယ်ကျွန်တော်ကတော့ပီဇာစားရင်လက်နဲ့ပဲအားရပါရစားရမှအားရတာအခုလိုမျိုးသူ့ရဲ့ sauce လေးနဲ့တွိုင်းစားမှရတာပို့ပြီးတော့ကောင်းတယ်ဒီပီဇာပါလေးနဲ့ဆိုတော့စားလို့လည်းကောင်းပြီးအီလစ်မီယူဆိုတော့ကျွန်တော်ကတော့အကြိုက်တွေ့ပါတယ်ကဲဆက်စားလိုက်အောင်မယ်ဝိုင်းစားပေးကြပါဦးပီဇာနဲ့ကိုကာကိုလာနဲ့ဆိုတော့အရန်လိုက်ဖြစ်ပါတယ်ကဲနောက်တစ်ခုထပ်စားပြမှာတော့စပါဂက်တီပဲဖြစ်ပါတယ်ဒီစပါဂက်တီကတော့ခရင်ချစ်တယ်နဲ့ခုလိုမျိုးလက်ဆက်ပစုံအတုံးကျင်းနေဆိုတော့စားလို့လည်းအရန်ကောင်းပါတယ်ကျွန်တော်ကတော့စပါဂက်တီကြိုက်တဲ့ထက်မှာပါဆိုတော့ဒီရတာကလည်းကျွန်တော်ရဲ့ကြိုက်တဲ့မှာပါပါတယ်ကဲကျွန်တော်အားရပါရဆွဲလိုက်အောင်မယ်စားကြပါအောင်ခင်ဗျာနောက်တစ်ခုထပ်စားပြမှာကတော့ပစတာပဲဖြစ်ပါတယ်သူ့ရဲ့ရတာကတော့တမျိုးလေးနဲ့စားလို့ကောင်းပါတယ်မော်လမြိုင်မှာဒီလိုမျိုးရတာကောင်းတဲ့ပစတာရရဆိုတော့အရင်ဆင်ပြေတာပေါ့နောက်ဆုံးစားပြမှာကတော့ pot macaroni ပဲဖြစ်ပါတယ်သူကတော့နုနုရွရွနဲ့စားလို့လည်းအရန်ကောင်းပါတယ်အခုလိုမျိုး sauce နဲ့တိုးပြီးတော့စားရတာပို့ပြီးတော့ကြိုက်ပါတယ်ကဲစားလိုက်ပြီးဆိုတော့ဒီ blog ဒီမှာပဲဆောင်းတက်လိုက်တော့မယ်။အော်နောက်တစ်ခုပြောဖို့မေ့သွားတယ်။ဒီဆိုင်မှာထိုင်စားလို့ရတဲ့အပြင်အခုလိုမျိုး box tray နဲ့မိုင်လည်းပို့ပေးပါတယ်။ box လေးတွေကတော့အကြီးအလတ်အသေးအခုလိုမျိုး mini box လေးတွေလည်းအစုံရှိပါတယ်။ကျဲရ box လေးတွေရွေးပြီးတော့မိုင်လို့ရအောင်တေချာလုပ်ပေးထားပါတယ်။ဒီဆိုင်မှာကတော့ food panda နဲ့လည်းချိတ်ထားဆိုတော့မော်လမြိုင်မြို့သူမြို့သားတွေအတွက်လည်းအရင်အဆင်ပြေတာပေါ့ဗျာ။ကျွန်တော်တို့ရေးမြို့နယ်ဘက်ကမာတယ်ဆိုရင်ရွာကနဲ့တေချာထည့်ပေးပါတယ်။မော်လမြိုင်ရောက်ပြခဲ့ဒီ immodel visa ဆိုင်လေးကိုတရိယာလိုက်ပါ။ blog လေးကိုဆုံးသိကြည့်တဲ့တော့အလုံးကိုကြည့်တင်ပါတယ်နောက် blog မှာပြန်ဆောင်ကြမယ်